အကျော်သေးသွင်းမယ်အားစေးထိုးမယ်ဆိုရင်ဆေးအပူသွင်းနေဆိုတာကိုကြားဖို့ကြလားအခုဒီဗီဒီယိုကြည့်နေတဲ့သူတွေထဲမှာရောအဲ့ဒီဆေးအပူကိုထိုးဖို့ကြလားတချို့တွေကအဲ့ဒီဆေးကိုထိုးဖို့ကောင်းထိုးဖို့ကြလိမ့်မယ်တချို့ကဒီဆေးကိုလုံးဝမသိတဲ့သူတွေလည်းရှိပါလိမ့်မယ်ဒါကြောင့်မလို့ဒီနေ့မှာကျွန်တော်ကပါနော်ဒီဆေးနဲ့ပတ်သက်ပြီးတော့ပါနော်ဆေးအပူသွင်းခြင်းကဆိုရင်ခန္ဓာကိုယ်အတွက်တကယ်ပဲအားရှိလားဒီဆေးအပူကိုဘယ်ချိန်မှာထိုးသင့်လဲမထိုးသင့်ဘူးလဲပြီးရင်ဒီဆေးအပူသွင်းခြင်းရဲ့အင်မတန်မှကြောက်စရာကောင်းတဲ့ခန္ဓာကိုယ်ရဲ့အသက်အန္တရာယ်ကိုထိခိုက်စေတဲ့အကြောင်းတွေကိုမျှဝေသွားမှာဖြစ်ပါတယ်အဲ့ဒီအကျော်ဆေးအပူဆေးဆိုတာဘာလဲဆိုတော့ကယ်လ်ဆီယမ်လို့ခေါ်တဲ့ဆေးကိုသွေးကြောတစ်ဆင့်ခန္ဓာကိုယ်ရဲ့ကိုထိုးသွင်းတာဖြစ်ပါတယ်အဲ့ဒီကယ်လ်ဆီယမ်ဆေးကဆိုရင်ခန္ဓာကိုယ်ရဲ့ဝင်သွားတဲ့အချိန်မှာခန္ဓာကိုယ်မှာရှိတဲ့သွေးကြောတွေကိုသူကကျေသွားစေတယ်ဒါကြောင့်မလို့ဆေးထိုးပြီးတဲ့ခါမှာဆိုရင်လူကပူသွားတယ်နှွေးသွားတယ်ရှိတ်ကနေဖိတ်ကနေဖြစ်သွားတယ်အဲ့လိုပူသွားတဲ့ခံစားမှုကိုဆွဲပြီးတော့ဒီဆေးကိုဆေးပူဆိုပြီးတော့ခေါ်ကြတာဖြစ်တယ်နောက်တစ်ခုရှိသေးတယ်ပေါ့နော်ဒီဆေးကိုထိုးပြီးလို့ရှိရင်ခန္ဓာကိုယ်ကနေပြီးတော့မကောင်းတဲ့အပူတွေအပုတ်တွေကင်းသွားတယ်လူကလန်းဆန်းသွားတယ်အားရှိရဆိုပြီးဒီဆေးကိုအားသေးဆိုပြီးတော့အမြဲတမ်းထိုးနေသူတွေလည်းအများကြီးရှိပါတယ်ဆေးကန်းမှာလည်းအမြဲတမ်းကြုံရပါတယ်ဆေးကန်းကိုလာတယ်အားသေးထိုးဖို့လာကြတယ်ပေါ့နော်ပြီးရင်သူတို့ကပြောတယ်ကျွန်မကအားသေးဆိုရင်အေးနဲ့လုံးဝမတည့်ဘူးအပူထိုးမှအားရှိရဆိုပြီးပြောတဲ့သူတွေလည်းအများကြီးကြုံရပါတယ်တကယ်တော့ဒီဆေးကဆိုရင်ကိုယ်သဘောနဲ့ကိုလုံးဝမထိုးသင့်တဲ့ဆေးဖြစ်ပါတယ်ဒီဆေးကိုဘယ်ချိန်မှာသုံးလဲဆိုတော့ခန္ဓာကိုယ်မှာဆိုရင်ကယ်လ်ဆီယမ်နည်းရင်ဒီဆေးကိုသုံးကြလေရှိတယ်ကယ်လ်ဆီယမ်နည်းမနည်းဆိုတာကလည်းသွေးစစ်ဖို့စစ်ဆေးဖို့လိုအပ်တယ်ပေါ့နော်အဲ့လိုစစ်ဆေးကြည့်လို့မှခန္ဓာကိုယ်မှာကယ်လ်ဆီယမ်နည်းရင်တော့မှတမ်းမသုံးသေးဘူးပေါ့နော်တကယ်ကိုသုံးတဲ့အခြေအနေမှာဒီဆေးကသုံးရတဲ့ဆေးဖြစ်တယ်သုံးတယ်ဆိုရင်တော့မှတက်ကြွတဲ့ဆရာဝန်ညွှန်ကြားမှုနဲ့ပဲသုံးရတဲ့ဆေးဖြစ်တယ်နောက်တစ်ခုကခန္ဓာကိုယ်မှာဆိုရင်ပိုတက်ဆီယမ်ဓာတ်များတဲ့ခါမှာလည်းဒီဆေးကိုသုံးကြလေရှိတယ်ပြောရရင်ဒီဆေးကမ်းမှာအင်မတန်မှအသုံးနေတဲ့ဆေးဖြစ်တယ်လိုအပ်တဲ့ခါမှာဆေးရုံညွှန်းပို့ပြီးတော့ပေါ့နော်ဆေးရုံမှာရှိတဲ့ဆရာဝန်တွေညွှန်ကြားမှုနဲ့ပဲတကယ်ကိုတေချာလေးသုံးရတဲ့ဆေးဖြစ်တယ်ဒီဆေးကိုသွင်းတဲ့ခါမှာဆိုလို့ရှိရင်လေ9မိနစ်10မိနစ်လောက်အချိန်ယူပြီးတော့ဖြည်းဖြည်းချင်းသွင်းရတဲ့ဆေးဖြစ်တယ်အမြန်သွင်းလို့မရဘူးဒီဆေးကိုအမြန်ထိုးပြီးလို့ရှိရင်ဘာဖြစ်တတ်လဲဆိုတော့ခန္ဓာကိုယ်မှာဆိုရင်သွေးပေါင်တွေရုတ်တရက်ကျတတ်တယ်နှလုံးကိုမြန်လာတယ်နောက်ဆုံးမှဆိုရင်နှလုံးရက်သွားနိုင်တယ်အသက်သေသွားနိုင်တယ်နောက်တစ်ခုကဒီဆေးကိုမကြာခဏထိုးမယ်ဆိုရင်ကြောက်ကက်မှာလာပြီးတော့ ကယ်လ်ဆီယမ်စုပုံလာပြီးတော့ကြောက်ကက်ပျက်စီးသွားနိုင်တယ်။ဒါကြောင့်ဒီဆေးကဆိုရင်တာမန်ကိုက်ခဲနာခြင်းအားနည်းတဲ့ခါမှာသုံးရတဲ့ဆေးမဟုတ်ပါဘူး။အားစီးလည်းမဟုတ်ပါဘူး။ဆရာဝန်ညွှန်ကြားမှုနဲ့တကယ်ကိုပဲလိုအပ်တဲ့ခါမှာသာသုံးရတဲ့ဆေးဖြစ်ပါတယ်။ဒါဆိုရင်မေးစရာမေးခွန်းတွေရှိပါလိမ့်မယ်။ဒီလောက်အန်ဒီများတဲ့ဆေးကိုဘာကြောင့်ဆရာဝန်တွေကထိုးပေးတာလဲဆိုပြီးတော့မေးစရာမေးခွန်းတွေရှိနေပါလိမ့်မယ်။တကယ်တော့ဒီဆေးကဆိုရင်တာမန်အားဖြင့်ပေါ့နော်ဆေးကန်းတွေမှာဆိုရင်အင်မတန်မှအသုံးနေတဲ့ဆေးဖြစ်တယ်တခါတည်းမှာတော့လိုအပ်တဲ့အခါမှာဆိုရင်အထူးကုဆရာဝန်တွေရဲ့ညွှန်ကြားချက်နဲ့ပေါ့နော်ဆေးကန်းတွေမှာထိုးကြလေရှိပါတယ်များသောအားဖြင့်တော့လူနာကိုဆေးရုံတက်ခိုင်းပြီးတော့ဆေးရုံမှာထိုးတာပို့ပြီးတော့များပါတယ်ဒါပေမဲ့ဆရာဝန်မဟုတ်တဲ့သူတွေနဲ့ဆရာဝန်စစ်မဟုတ်တဲ့သူတွေကတော့ဒီဆေးကိုဆေးကန်းမှာအားဆေးဆိုပြီးတော့ထိုးပေးကြပါလိမ့်မယ်ဒါကအင်မတန်မှကြောက်စရာကောင်းတဲ့အသက်အန္တရာယ်ရှိတဲ့လောက်ရဖြစ်ပါတယ်ဒါကြောင့်မလို့လူနာတွေကလည်းကိုယ့်ရဲ့အသက်အန္တရာယ်ကိုရှေးရှုပြီးတော့ဗောနော်ကိုယ့်ရဲ့ကျန်းမာရေးကိုရှေးရှုပြီးတော့ဒီဆေးအပူကိုအားဆေးဆိုပြီးတော့ခဏမသွင်းဖို့အတွက်ပြောချင်ပါတယ်အခုဆိုရင်ဒီဗီဒီယိုကြည့်ပြီးတော့ဗောနော်ဒီဆေးအပူသွင်းခြင်းကဆိုရင်ခန္ဓာကိုယ်အတွက်ဘယ်လောက်အန္တရာယ်များလဲဆိုတာကိုသိသွားမယ်လို့မျှော်လင့်ပါတယ်ဒီဗီဒီယိုကြည့်တာအကျိုးရှိရဆိုရင်တော့ yes လို့မှတ်ခဲ့ပါတခြားသိချင်တာတွေကိုလည်း comment မှာမေးခဲ့နိုင်ပါတယ်ကျေးဇူးအများကြီးတင်ပါတယ်ကျွန်တော်ကတော့ဒေါက်တာနိုင်ရဲသူဖြစ်ပါတယ်ခင်ဗျာ